မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဆရာဖြိုးတီဟာရဲ့ဘသူကိုမဆိုကျင်နာမှုထားပါဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြပေးသွားမှာပါစေးချောင်းတော့ငါတငယ်ချင်းကင်ဆာဖြစ်နေတာအနည်းကပဲဆုံးသွားတယ်သိရပါတယ်တိတ်တော့မီးနီးလှပြီမြေပုံမှန်သာဆိုရင်တစ်ခေါက်လောက်တော့သတင်းသွားမေးဖြစ်မှာပါအခုတော့အွန်လိုင်းကနေပဲပြောဖြစ်လိုက်ပါတယ်တခြားတငယ်ချင်းတွေတင်ထားတဲ့ post တွေဓာတ်ပုံအဟောင်းတွေကြည့်ရင်တန်ဝေကရမိပါတယ်အသက်ကလည်းရွယ်သူကိုလည်းဘယ်ချိန်ထိရှင်သန်ခွင့်ရမယ်မသိဘူးလေမသေးခင်စက်ကြားကိုလှုပ်ရမှာတွေလှုပ်တဲ့နာတွေစူးစမ်းလှုပ်သွားရမှာပဲသူ့နေရာကနေဝင်ကြည့်တော့ဒီမိုကရေစီအရေးတွေစစ်အာဏာရှင်စနစ်ကြာဆုံးရေးတွေခေါင်းထဲဘယ်ထည့်နိုင်တော့မလဲနော်သူယောဂနဲ့သူရုန်းကန်နေရတာကိုနောက်ဆုံးအချိန်တွေကိုဘလို့အကျိုးရှိဖြတ်တန်းသွားမလဲပဲတွေးနေတော့မှာကိုရှလစ်ခုတောင်ပြန်တတိရပါတယ် Be kind to everyone you meet. You never know what they are struggling with. လူတိုင်းကိုကျင်ကျင်နာနာဆက်ဆံမှာသူဘာတွေတိတ်တိတ်ကလေးရုန်းကန်နေရတယ်ဆိုတာမင်းမသိနိုင်လို့ပါတဲ့ကိုယ်တိုင်ဒီလိုကြီးကြီးမားမားယောဂါတွေဖြစ်နေသူရှိပါမယ်ကြောက်ကအစားထိုးဖို့ငွေလိုနေသူတွေလည်းရှိပါမယ်မိသားစုဝင်တူတွေအသက်လူနေရသူတွေလည်းရှိမယ်အိမ်တောင်ကွဲသွားသူတွေစီးပွားပြတ်သွားသူတွေအလုတ်ပြုတ်သွားတဲ့သူတွေစာဝတ်နေရေးအဆင်မပြေသူတွေစသဖြင့်အများကြီးရှိမှာပါပဲနိုင်ငံအရေးကိုဦးစားပေးအဖြစ်ဘဝအခြေအနေအရထည့်မစင်စားနိုင်တော့တဲ့သူတွေပေါ့အခုလိုမိတွေပြက်ရာသီဥတုကပူလောက်ကင်တွေကခက်ခဲလာကြတဲ့အခါမှာလေစိတ်တွေဆက်လာတယ်အစိုးမြင်လာတယ်အပြစ်တင်လွယ်လာတယ်တစ်ဖက်ကလည်းသူများတွေဒီလောက်ဒုက္ခရောက်နေချိန်မှာငါတို့ကဒီအခက်ခဲလောက်ကိုညီးပြမနေသင့်ဘူးဆိုပြီးမျိုးသိမ့်နေကြရတယ်ဒေါ်လာကြီးတဲ့ပါဝင်နေကြသူတွေမှလည်းဒရမာတွေခင်းနေဖြစ်မှာဆိုလို့ Facebook ပေါ်ကတက်မရေးတော့တာခက်ခဲကိုစီဒုက္ခကိုစီနဲ့ဟိုရက်ကပွဲတစ်ခုအတွက်ဖိတ်တော့တောင်ညင်းနေကြမဟုတ်တဲ့သူတွေကညင်းနေကြတယ်ဒီရက်ပိုင်းစိတ်တွေအစမပြေလို့တဲ့နားလည်ပေးပါတဲ့ဟုတ်တာပေါ့အများရှိတာအာတင်းထားကြရပြီမေအများကိုသာအားပေးစကားတွေပြောနေရပြီမေကိုယ်တိုင်ကြတော့တိတ်တိတ်ကလေးဘာတွေရုန်းကန်နေရလဲမှမသိတာကိုစေဘေးတင်ပြည်သူတွေမြေပြင်ကရဲဘော်တွေကတော့ပြောနေစရာတော့မလိုဘူးပေါ့ဒါကြောင့်တယောက်ကိုတယောက်အကျဉ်းနာတရားထားနားလည်မှုထားပြီးဆက်ဆံကြမယ်ဆိုရင်ဒီလိုခက်ခဲတဲ့ကာလကြီးကိုအတူတူဖြတ်တန်းနေကြရတဲ့အချိန်မှာပို့ပြီးတော့အဆင်ပြေနိုင်လိမ့်မယ်ထင်ပါတယ်ဟုတ်ကဲ့ဒါကတော့ဆရာပြုတ်တရားရဲ့ဘသူကမဆိုကျင်နာမှုထားပါဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြပေးသွားတာပါမိတ်ဆွေရဲ့ခန်းစားသိမြင်တော်မူကိုလည်းcomment မှာမှတ်ချက်ရေးသွားနိုင်ပါတယ်နောက်နေ့မှာလည်း comment နဲ့စာစကားစုတွေရှာဖွေဖတ်ပြပေးသွားမှာဖြစ်တဲ့အတွက်ဒီဆောင်းပါးလေးကိုကျန်တဲ့ဆိုရင် like နဲ့ share လုပ်ပေးနိုင်ပါတယ်အဆုံးထိနားထောင်ပေးတဲ့မိတ်ဆွေကိုလည်းကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ